ပြောရရတယ်တာရုံမိသားစုတွေအဖေဟာအဖေပါပဲနိုင်လို့ပြောရရတယ်အဖေတို့ဝတနာကြပါလိမ့်ဒီကံလာရောက်အောင်နေပူစကားကျိုးစားခဲ့သမျှအလားကြပါလိမ့်အမိတီးဒီဘွဲ့ဆွေတိုင်းမှာအဖေများအတွက်အားလာရင်သာသမီပေါ်ထားတဲ့မြေတာတူတူပါပဲလေအဖေမရှိလီမောင်နာမမရတဲ့ပြောမရတယ်သာရုံမိသားစုတွေအဖေဟာဖေပါပဲလေချင်းတန်အရွယ်ရောက်ပြချကျွေးခဲ့ပြီချွေးမတိတဲ့ဖေပင်မတော်လေးသာမျက်နှာကြည့်တာကြီးသမီးလေးမျက်နှာစိတ်ဆန်းရဲ့အာရုံနဲ့ပါတိုင်းမိပါလေလောကလူသားတိုင်းကျွဲအဖေဟာအဖေပါပဲလေနိုင်လို့ပွားငါရရဲ့အပြေတို့ဝါသနာစရာပါလေဒီကံလူလာရအောင်နေပူစကားကျိုးစားခဲ့တဲ့မြတ်တရားစရာပါလေအမိတီးဒီဘွဲ့ဆိုတိုင်းမှာအဖေများအတွက်အားလာနေနေသတ်ပြီးပေါ်ထားရဲ့နေတာသူလူပါပဲလေပြေမရှိလီမနှုံနာမရတဲ့ပြောပြရတယ်ဒါလိုမိသားစုတွေအဖေဟာအဖေပါပဲလေအချိန်တန်အရွယ်ရောက်ပြကြကျွေးခဲ့ပြီချွေးမတိတ်တဲ့ဖေပင်မတော်လေးတာလီမျက်နှာကြည့်တာသမီးလေးမျက်နှာစိတ်ဆန်းရင်ကျန်းတဲ့ပြည့်လက်ရှိသားရုံတွေမှာတိုင်းပါလေလောကလူသားရဲ့